Okay ဒီလိုအားလုံးမင်္ဂလာပါChelsea Arena YouTube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကည2နာရီခွဲလောက်မှာကျွန်တော်တို့ဒီ Chelsea နဲ့ Chatham တင်းဟိုကစားခဲ့တယ်ပေါ့နော် Chatham တင်းတော့ကစားခဲ့တယ် Chelsea က9-2ဆိုတဲ့ရလဒ်နဲ့နိုင်ခဲ့တယ်ကျွန်တော်အမှန်တိုင်းနဲ့ပုံနေဝင်ခိုင်းမယ်ဆိုကျွန်တော်အိတ်ပွဲကိုပထမပိုင်းတော့ကျွန်တော်ကြည့်ခဲ့တယ်ပေါ့လေဒုတိယပိုင်းကျတော့ပထမပိုင်းမှာပွဲအရန်ကိုပြေးမကောင်းတဲ့အချိန်တိုင်း Chelsea နိုင်မဲ့ပွဲဆိုတာတိတာတဲ့အတွက်ကျွန်တော်ဒုတိယပိုင်းတော့ကျွန်တော်ဆက်မကြည့်တော့ဘူးကျွန်တော်အိတ်လိုက်တယ်ပေါ့ဟိုနေ့ကျတော့လှုပ်စရာလေးတွေရှိလို့ပေါ့လေအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ပထမပိုင်း review လေးနဲ့နေပြနဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်တို့ဒီကျွန်တော်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီပထမဆုံးဝန်ခံထားတော့ကျွန်တော်ပွဲကိုတစ်ပွဲလုံးမကြည့်ထားပါဘူးကျွန်တော်ပထမပိုင်းတစ်ပိုင်းလောက်သာကျွန်တော်ကြည့်ထားပါတယ်အဲ့တော့ဆိုတော့ဒီပထမပိုင်းပေါ်အမြင်လေးနဲ့နေပြတက်က Chelsea နဲ့ဘယ်လိုအနေထားလဲဆိုတော့ဒါကျွန်တော်ရေးဖို့ကအသုံးသက်တင်ဆက်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပထမကစားပုံရဆိုရင် Chelsea ကဒီ Bonanotti ပေါ့လေဘာစကာလက်ထက်မှာကစားခွင့်မေးရတော်တော်လေးရှားပါခဲ့ Bonanotti တို့မကွီယူတို့ဂူဟီတို့ပေါ့လေဒီလိုကစားသမားတွေကိုတိုက်စစ်မှာတုံးလာခဲ့တဲ့တောင်မှာကာနိုဂျိုရှိမယ်ကတန်ရှိမယ်ကိုယ်လည်းမှာဆိုကိုင်စီရိုနဲ့ကျွန်တော်တို့ဒီအန်ဒရီဆန်တို့တွဲပေါ့ဒီဘက်မှာခန်းစစ်မှာတော့အချန်ပေါင်ရှိမယ်ကျွန်တော်တို့ချလို့အချန်ပေါင်ရှိမယ်တိုဆင်ရှိမယ်ကျွန်တော်တို့ပြီးသွားဗရီယာရှိမယ်ပေါ့လေပြီးတော့ဟက်တိုရှိမယ်ပေါ့နော် sorry ချလို့ပါမပါဘူးပေါ့ဟက်တိုရှိမယ်ကိုးသမားတော့ကျွန်တော်တို့ဒီစီကလက်ဆန်ကိုကျွန်တော်တို့စီလက်ဆန်ကိုကျွန်တော်တို့တုံးထားတယ်ပေါ့အဲ့တော့ဘာမှမကစားပုံကြည့်တဲ့အချိန်မှာတော့ Chelsea ကအကွင်းလယ်မှာတော့ဒီအတူပေးလေးတွေနဲ့ဒီကျွန်တော်တို့1-2အတူပေးလေးနဲ့ထွက်သွားတဲ့အမြင်ကွင်းတချို့ကိုကျွန်တော်တို့မြင်ခဲ့ရတယ်ဒီလောက်ပဲပေါ့ဒီလောက်ပဲဆိုတာလည်းနီးပြအနေနဲ့လည်းရောက်လာတာမကြသေးဘူးဖြစ်တဲ့အတွက်သူ့ရဲ့ formation ကိုကစားသမားတွေနားလည်ဖို့အချိန်တစ်ခုယူအောင်မှာဖြစ်တယ်လို့ကစားသမားတွေကသူ့ရဲ့ formation ထဲမှာလိုက်ပါစီးမြောနိုင်မှုလဲကျွန်တော်တို့ကအချိန်တစ်ခုပေးရအောင်မှာဖြစ်ပါတယ်အဲ့တော့နီးပြတစ်ယောက်အနေနဲ့တပွဲလောက်ကန်အောင်နဲ့သူ့ကစားကွက်ထဲကိုကစားသမားတွေကိုအံဝင်အောင်လုံနိုင်ဖို့ဆိုတာကတော်တော်လေးကိုခက်ပါတယ်မရှိသလောက်ရှားတယ်ကျွန်တော်တို့အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမပိုင်းရှိတဲ့အချိန်မှာအသင်းကဒီဘယ်လိုပြောရမလဲသူတို့သွားကျင်တဲ့ပုံစံလေးတွေကိုကျွန်တော်တို့တေချာကြီးနီးပြသွားကျင်တဲ့ပုံစံကိုကျွန်တော်တေချာလေးတော့မမြင်ခဲ့အောင်ကွင်းလယ်မှာတော့ဒါကျွန်တော်တို့ဒီအတူပေးလေးနဲ့ထွက်သွားတဲ့အာဟာမျိုးလေးတွေရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီကျန်တာတော့ကျွန်တော်ကြည့်ရတော့ဆိုတော့တောင်မနေဆိုလဲဒါ individual scale တွေနဲ့ပဲအဓိကကစားသွားတယ်လို့ကျွန်တော်ထင်တယ် Gitam ဆိုရင်ဒီပွဲမှာကျွန်တော်ကြည့်ရတဲ့လောက်ဆိုရင်တစ်ဖက်ခံစစ်ကိုတော်တော်လေးstress လုပ်သွားတယ်ကျွန်တော်တို့ပြီးအခါနာချိုးကတော့နည်းနည်းလေးဟိုခြေစွမ်းပထမပိုင်းမှာခြေစွမ်းလေးနည်းနည်းလေးအောက်ရောက်နေတယ်လို့ကျွန်တော်ထင်တယ်ပေါ့လေ Gitam ကတော့ဒီသူတေချာလေးကစားသွားတယ်သူတစ်ဖက်ခံစစ်ကိုသူအလုပ်တွေပေးနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုသိထားရမှာဒါဒီ Premier League အသင်းမဟုတ်ပါဘူးကျွန်တော်တို့တွေ့နေကြ Premier League အသင်းမဟုတ်ဘူး Batman အသင်းတွေမဟုတ်ဘူးเนาะ player ကောင်းတယောက်ကခြေစွမ်းအစစ်အမှန်ဆိုတာကအသင်းအနေနဲ့တွေ့မှတကယ်ရေထဲမိုးထဲရောက်မှဒီကစားသမားကဘယ်လောက်ထိအားကိုးရလဲဆိုတော့ဒီပုံစံမျိုးကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ Gitan ကအသင်းကိုရောက်လာတာကျွန်တော်တို့ဒီရာသီမှာရောက်လာခဲ့တယ်သို့တော့သူ့အနေနဲ့ပုံစံကောင်းပြသနိုင်ခြင်းမရှိဘူးပေါ့လေလီဗာပူးနဲ့ပွဲမှာလားမသိဘူးသူစက်တာချင်းသူလူသားဝင်ကစားတဲ့အချိန်မှာတော့မဆိုးလာတဲ့ခြေသွမ်းပြခဲ့ပြီးတော့နောက်ပိုင်းမှာတောက်လျှောက်ခြေတန်းဂီတာအဲ့ခြေသွမ်းကိုမရတော့ဘူးဒါအပြင်ကျွန်တော်တို့ဒီမူဒရစ်လိုမျိုးပေါ့လေမူဒရစ်တော့လည်းလီဗာပူးနဲ့ပွဲလားမသိဘူးလူသားဝင်ပြီးတော့သူ့ရဲ့ပွဲထုံးမှာပွဲဥထွက်မှာလူသားဝင်ကစားပြီးတော့ခြေသွမ်းအနေငယ်လေးပြသွားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဘယ်လိုပြောဒီမူဒရစ်လည်းကြာဆင်းသွားပြီအခုဆိုရင်ဒါပွဲကျွန်တော်ဘောလုံးလောကတော်တော်လေးဝေးကွာနေပြီပေါ့နော်ဒါမျိုးလေးတွေရှိတယ်ပေါ့အဲ့တော့ဂီတန်ကသူတို့ဒီကျွန်တော်တို့ရဲ့တောင်ဝန်သားသမားတွေခြေစွမ်းအစစ်မြောင်ကျွန်တော်မြင်ရမှာတော့ကျွန်တော်တို့ဒီအသီးနေတဲ့ပွဲတွေမှာဒါမှမဟုတ်ကျွန်တော်မူးတဲ့ရေတဲ့ပေါ့လေတကယ်ကိုသူတင်ကိုတေကန်နိုင်တဲ့အသင်းနေတဲ့ပွဲတွေမှာပဲကျွန်တော်တို့ဒီကစားသမားတွေရဲ့ခြေစွမ်းအစစ်မှန်ကိုမြင်တွေ့ရဖြစ်ပါတယ်အဲ့တော့ဒီပွဲတစ်ပွဲအတွက်တော့ဂီတန်ရဲ့ခြေစွမ်းကိုကျွန်တော်တို့ကမျှော်လင့်လို့ရပြီဆိုပြီးတော့သုံးသပ်ဖို့တော့တော်တော်လေးခက်ပါတယ်အဲ့တော့ဒီနီးပြလက်ထက်မှာဒီ player တွေကိုသူ့အနေနဲ့တစ်ဆင့်မြင့်နေပေးနိုင်မလားပေါ့လေဒါကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်ပြီးတော့နီးပြအနေနဲ့ကျွန်တော်ကြည့်တော့ဆိုရင်သူ့ရဲ့ကစားပုံပုံပဲနဲ့ကျွန်တော်ကွင်းပေးမှာပဲနေတဲ့အချိန်မှာဆိုရင်သူ့ရဲ့ဒီအသင်းပေါ်မှာနိုင်လူစိတ်နှစ်ထားမှုဒါကိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ဟိုနီးပြတစ်ယောက်အနေနဲ့ကွင်းပေးရတယ်မှာမယင်မနာတောက်လျှောက်ညွှန်ကြားနေတယ်လိုအပ်တာတွေကိုတောက်လျှောက်ပေးနာနေ
ပြောနေတယ်ညွှန်ကြားနေတယ်ဒါတွေလှုပ်ပေးနေတယ်ပေါ့လေနော်ထိုင်ကုန်မှာထိုင်ပြီးတော့သူလှုပ်နေတာမဟုတ်ဘူးဒါတွေကိုကျွန်တော်စိတ်ရောကိုပါသူအားနှစ်ပြီးတော့ဒီတင်းပေါ်စိတ်နှစ်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီတက်တက်ကြွကြွတယ်ပေါ့လေ player တွေကကွင်းထဲမှာကစားတယ်နီးပြကလည်းကွင်းပြင်မှာသူကစားသိတဲ့နေရာမှာသူကစားနေတယ်ပေါ့နော်သူအနေနဲ့တောက်လျှောက်သူမြင်မြဟာတွေကိုသူဖြစ်ရမယ့်အရာတွေကိုသူပြောနေတယ်ဒါတွေကိုသူလုပ်နေတယ်ပေါ့အဲ့တော့သူ့ရဲ့ကစားကွက်ပိုင်းနဲ့ကတော့ကျွန်တော်တို့နှောက်ပွဲတွေမှာဆက်လက်ပြီးတော့3-4 5ပွဲလောက်ကိုဆက်လက်ပြီးတော့လေ့လာရမယ်အဲ့ဒီအချိန်မှာသူကစားကွက်မဲ့အသေးနဲ့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အဲ့ကြမှာတေချာကားနာသိရမယ်ပေါ့လေအခုကတော့သူကနေနဲ့ကျွန်တော်သိရတဲ့လောက်ဆိုတော့သူက attacking ဘိုင်းကိုပို့ပြီးတော့ဦးစားပေးပြီးတော့သွားခြင်းနဲ့အဲ့ပုံစံမျိုးမှာရှိတယ်ဒါပေမဲ့ဒီပထမပိုင်းမှာပြီးခဲ့တဲ့ဘောတော့ပရိယာရှိလို့ဘာလို့ဆိုတာပရိယာရှိကျွန်တော်ကြည့်တဲ့အချိန်မှာဝါယူသွားတယ်ပေါ့လေဝါယူသွားတယ်တစ်ဖက်သမားရဲ့ဒီပြစ်ထွက်မှုကိုသူမတားနိုင်ဘူးပေါ့လေမတားနိုင်တဲ့သူလှမ်းဆွဲလိုက်တယ်လို့ဖြစ်တယ်ပေါ့နော်ဒီကသူဝါယူသွားတယ်ပေါ့ခက်တဲ့သားသမားတွေကတော့ကျွန်တော်ကိုယ်အနေနဲ့သုံးသပ်ခိုင်းချယ်ဆီမှာကျွန်တော်တို့လက်ခံလို့ရတဲ့စန္ဒဘက်ဆိုတော့ကိုဝဲနဲ့ဖူဖာနာလောက်ပဲရှိရလို့ကျွန်တော်ထင်တယ်ဖူဖာနာတော့မှဒါတော့မှအရင်အကောင်းကြီးမဟုတ်ဘူးပေါ့လေဒါပေမဲ့နည်းနည်းလက်ခံလို့ရသေးတယ်ပေါ့နော်ချယ်ဆီရဲ့အစင်အတန်းကိုတော့မရောက်သေးဘူးလို့ဖူဖာနာမရောက်ဘူးလို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့နည်းနည်းလက်ခံလို့ရသေးတယ်ပေါ့ကျွန်တော်ရဲ့ personal တူးတဲ့အမြင်ကပြောပြရမယ်ဆိုရင်တော့ချာလိုဘတ်ကောဒီကျွန်တော်ဗဒီယာရှိတို့တူစင်တို့ဒီကစားသမားတွေကချယ်ဆီရဲ့ level ချယ်ဆီရဲ့အစင်တန်းကိုမရှိဘူးလို့ကျွန်တော်သုံးသပ်တယ်အဲ့တော့ဒီကျွန်တော်တို့အခုတော့မှအငှားကစားနေတဲ့အစမိုင်နိုလေးကခြေသွမ်းနေနေပြနေတယ်လို့ကျွန်တော်သတင်းတွေမှာဖတ်ကြတယ်ဒီကစားသမားလေးကိုလည်းကျွန်တော်တို့ဒီနောက်နှစ်ပြန်ခွန်ရာသီကျိုးခြေတန်းပွဲလေးတွေမှာကျွန်တော်နည်းနည်းသုံးသပ်ကြမယ်ပေါ့နော်ဒီကစားသမားလေးဘယ်လောက်ထိမျှော်လင့်လို့ရတယ်ဒီဟာမှအခြေအနေမကောင်းဆိုရင်တော့အသေးအနေနဲ့တော့တကက်တောင်းမီစန္ဒဘတ်တယောက်တော့ဝယ်သိနေလို့ကျွန်တော်ထင်တယ်နှုတ်တော့ပလိုင်းပေါက်နဲ့ဖားကောက်နေရတယ်လို့မျိုးဖြစ်မယ်ပေါ့နော်အဲ့တော့နောက်ဆုံးပြောချင်တာတော့ဒီနေ့ပြီးခဲ့တဲ့မနေ့ကညကန်ခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့မနေ့ကညဒီနေ့မနက်ကန်တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဒီပွဲကနီးပြကိုကစားသမားတွေကိုရောကျွန်တော်တို့အကဲဖြတ်ဖို့ကစောလုံးတယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေ့ရတဲ့အသင်းဒီပြိုင်ဘက်ကောင်းမဟုတ်ဘူး Premier League အသင်းမဟုတ်ဘူးကျွန်တော်တို့ထက်အသင်းက level အရင်နှိမ့်တဲ့အသင်းဖြစ်ပါတယ် level ကျွန်တော်တို့ level ထက်အကွာကြီးပေါ့လေနော်ဒီလိုအသင်းနဲ့ကန်တာဖြစ်တဲ့အတွက်ကစားသမားတွေရဲ့ခြေစွမ်းတွေနီးပြရဲ့ formation တွေကိုကျွန်တော်တို့ကကောင်းလာပါပြီ Chelsea ပြန်လာနိုင်ပြီ Chelsea ကစားသမားတွေပြန်လာနေပြီ Gatan တို့ပြန်ပြီးတော့ထွန်းတောက်လာတော့မယ်ဆိုတော့ကျွန်တော်သုံးသပ်ဖို့တော့ခက်ပါတယ်ဒါပေမဲ့ကျွန်တော်စောနာပြောခဲ့သလိုပဲတကယ်အသင်းအနေနဲ့ Premier League ပွဲတွေတကယ်အသင်းနဲ့တွေ့ရတဲ့ပွဲတွေတူတင်ကိုတင်တိုက်ကမဲ့ပွဲတွေမှာဆိုရင်တော့ဒီနီးပြရဲ့ကစားပုံနဲ့ဒီ player တွေကိုကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်နိုင်မှာဖြစ်ပါတယ်ကျွန်တော် player ဆိုတော့ကျွန်တော်စောနာပြောဂစ်တန်တို့ဘာတို့ပေါ့လေနော်မာစကာလက်ထက်မှာအရန်ကိုခြေစွမ်းကျခဲ့တဲ့ player ဟတ်တူတို့ဘာတို့ပေါ့မာစကာဆိုရင်မသုံးသိပ်ပြီးတော့ဟတ်တူဆိုရင်ဒါပေမဲ့ဒီနီးပြလက်ထက်မှာတော့သူဟတ်တိုသူသုံးဆွဲနေတာတွေ့တယ်ဟတ်တိုအနေနဲ့ဒါကျွန်တော်တို့မာရစ်ကာလက်ထက်မှာသုံးဆွဲခဲ့တယ်ဒါပေမဲ့သူအမှားတွေလုပ်တယ်ဗောလေအမှားတွေလုပ်တော့နီးပြအနေနဲ့ဒီသူ့ရဲ့ first impression မှာ down သွားတဲ့အခါမျိုးကြောင့်နောက်တစ်ခါကျတော့ဒီကစားသမားကိုသူ့အနေနဲ့သုံးဖို့ကြတော့သူနည်းနည်းလေးသူ့မှာလည်းအစိုးရထိတ်လည်းမှုရှိတာဗောလေဘာလို့ရလာပိုင်းဆိုင်ရာတွေပါလာတာဟုတ်ဒါပေမဲ့အခုချိန်မှာဟတ်တိုကိုနီးပြဗောလေကျွန်တော်တို့ U21 နီးပြတော့ကလည်းဟတ်တိုကိုသုံးပေးသွားတယ်ဒီနီးပြ Rosinia လက်ထက်မှာလည်းဟတ်တိုကိုသုံးနေတာဗောအဲ့ချိန်မှာဟတ်တိုအနေနဲ့နည်းနည်းလေးကျွန်တော်တို့ဒီလက်ခံလို့ရတယ်အရင်ကလိုမျိုးအမှားတွေကိုကျူးလွန်တာမျိုးမရှိတော့ဘူးသူ့ကိုယ်သူနည်းနည်းပြောင်းလဲလာနေတယ်လို့မြင်တယ်အဲ့တော့ဟတ်တိုအနေနဲ့နည်းနည်းလေးဒီခြေစွမ်းလေးနည်းနည်းပြန်ပြီးတော့ခြေစွမ်းလေးပြန်ရလာတယ်ကျွန်တော်သုံးသက်တယ်ဂီတန်တို့ဘာလို့ခြေစွမ်းကတော့ကျွန်တော်တို့ဒီအသေးနဲ့ပွဲမှာတော့ကျွန်တော်တို့ခံမှန်းဖို့ကကျွန်တော်ဆုံးဖြတ်ဖို့ကခက်ပါတယ်ဂီတန်ရဲ့ခြေစွမ်းတို့ဘာလို့ဂီတန်ပြန်လာဖို့မလာဖို့ဆိုတာကျွန်တော်တို့ဒီတကယ် Premier League အသင်းတွေမိုးရရတဲ့အသင်းတွေအသင်းကြီးနဲ့ကန်မှသာဒီကစားသမားတွေရဲ့ခြေစွမ်းမှန်ကိုကျွန်တော်သုံးသပ်နိုင်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ကန်ခဲ့တဲ့အသင်းတွေကျွန်တော် Chelsea level နဲ့နိုင်တာဖြစ်တဲ့အတွက်ဒီပွဲကို U21 နီးပြပဲကန်ဘယ်သူပဲကန်ပေါ့လေ Chelsea က player တွေရဲ့ individual နဲ့ဒါနိုင်သွားမဲ့ပွဲမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှောက်ပွဲတွေတကယ်ပွဲကြီးပွဲကောင်းတွေကျွန်တော် Arsenal နဲ့ပွဲတို့ Premier League ပွဲပေါ့လေနော်ဒါဒီလိုအချိန်တွေမှာကျွန်တော်တို့ကဒီလိုအချိန်တွေမှာမှကျွန်တော်တို့နီးပြရဲ့ကစားကွက်ကအသင်းနဲ့လိုက်ဖက်မှုရှိမရှိ player တွေနဲ့လိုက်ဖက်မှုရှိမရှိဒီပြက player တွေကိုအယောင်တင်နိုင်မှုတဆင့်မြင့်ပေးနိုင်မှုရှိမရှိပြီးတော့ကျွန်တော်စောနာပြောဂီတန်တို့ဟတ်တိုတို့ခြေစွမ်းကတကယ်ပဲအကောင်းဆုံးပုံစံကိုပြန်ရနေပြီလားဒါမှမဟုတ်ဘဲနဲ့ကိုယ့်ထက်နှိမ့်တဲ့အသင်းတွေနဲ့တွေ့လို့သာကိုယ့်ထက်ညံ့တဲ့လူတွေနဲ့တွေ့လို့သာသူ့ခြေစွမ်းကပေါ်နေတာလားဒါတွေကိုကျွန်တော်သုံးသပ်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက် Premier League ပွဲတွေနောက်ပွဲကြီးပွဲကောင်းတွေကျွန်တော် Champions League Premier League ဒီ Arsenal နဲ့ဆိုတော့ EFL ပွဲလာမှတူရှိတယ်ဒီလိုပွဲတွေမှာကျွန်တော်တို့ကဒီကစားသမားတွေရဲ့ခြေစွမ်းကိုသုံးသပ်နိုင်မှာဖြစ်ပါတယ်အသင်းအနေနဲ့တွေ့မှသာဒီ player တွေတကယ်ပြန်ကောင်းလာပြီလားဒီနည်းပြကအသင်းနဲ့လိုက်ဖက်မှုရှိလားမရှိဘူးလားဆိုတော့ကျွန်တော်တို့ဒီ
သုံးသက်လို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီမနေ့ကချက်စီနဲ့ဒီချာတန်ပွဲမှာကျွန်တော်ဒီမြင်တဲ့အမြင်လေးနဲ့နိုင်တဲ့အပေါ်မှာကျွန်တော်ရဲ့အမြင်ယူဆချက်တက်ကိုကျွန်တော်သုံးသပ်ပြီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းအမြင်ကွဲတဲ့လူရှိတယ်ဆိုရင် comment မှတ်ချက်ပေးခဲ့လို့ရပါတယ်ကျွန်တော်ကတော့ပွဲကိုတော့ပထမပိုင်းပဲကြည့်ခဲ့တယ်ဒါပေမဲ့အနိုင်ရလက်အပေါ်မှာတော့ကျွန်တော်စောနာပြောခဲ့လို့ပဲဒီဟာကဘယ်သူပဲကိုင်ပေါ့လေနော်ကျွန်တော်ဒီအနိုင်ရလက်ကတော့ရမှာပဲဖြစ်ပါတယ် player တွေအနေနဲ့လည်းဒါဒီနီးပြကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်နေတယ်ဆိုရင်အသင်းပွဲတွေ player တွေကျွန်တော်ကစ်တန်တို့ဟတ်တိုတို့ခြေစွမ်းတွေကဒီတကယ်ပဲပြန်တက်လာပြီလားဆိုတော့အသင်းနဲ့ပွဲတွေပရီးမီးယားလိပွဲတွေမှာကျွန်တော်တို့ပြန်လဲစောင့်ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့တော့ဒီနီးပြကိုကျွန်တော်တို့အချိန်ပေးဖို့လိုတယ်အချိန်ပေးပြီးတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ဖို့လိုပါတယ်တပွဲနှစ်ပွဲရှုံးရုံနဲ့ကျွန်တော်တို့အနေနဲ့ဟာနီးပြအသင်းအတွက်မသိတော့ပါဘူးဒါမျိုးတွေကိုကျွန်တော်လုံးလို့မရပါဘူးကျွန်တော်တို့အနေနဲ့နီးပြတယောက်ကိုအချိန်ပေးဖို့လိုပါတယ်အနည်းဆုံးသူ့ကိုကျွန်တော်10ပွဲလောက်ထိတော့ပြန်စောင့်ကြည့်နေတယ်လို့ထင်ပါတယ်ဒါမှသူ့ရဲ့ကစားကွက်နဲ့သူကစားကွက်ကဘယ်လိုမျိုး player နဲ့ live ဖတ်မှုရှိမရှိဒီလိုအနေထားမျိုးပါသာကျွန်တော်တို့သုံးသပ်နိုင်မှာဖြစ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ် subscribe လုပ်ရသေးတဲ့ညီကိုရရှိရင်လည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးပါ